လို့လုပ်ငန်းတချို့ကရေရှည်ထိအောင်မြင်ပြီးတော့တချို့ကတော့ခဏလေးနဲ့ပျောက်ကွယ်သွားတာလေအဖြေကတော့ဒီထောက်တိုင်9ခုမှာရှိပါတယ် Number 1ထုတ်ကုန်ရဲ့အရေးအသွေးဒါကတော့အခြေခံအကျဆုံးပါပဲကိုယ့်ရဲ့ကုန်ပစ္စည်းဒါမှမဟုတ်ဝန်ဆောင်မှုကအရေးအသွေးမပြည့်ဝဘူးဆိုရင်တခြားအချက်တွေဘယ်လောက်ကောင်းအလုပ်ဖြစ်မှာမဟုတ်ပါဘူး quality က brand အတွက်စကားပြောပေးပါလိမ့်မယ် Number 2ဈေးကွက်ထူဖောက်မှုမမြင်ရရင်မရောင်းရပါဘူးကမ္ဘာပေါ်မှာအကောင်းဆုံးပစ္စည်းကိုမှရှိနေပါစေအောင်နော်လူတွေမမြင်ဘူးဆိုလို့ရှိရင်ရောင်းရမှာမဟုတ်ပါဘူးကိုယ့်ရဲ့ target audience ရအောင်ထိရောက်တဲ့ marketing လုပ်ဖို့နဲ့လူတွေရဲ့အမြင်မှာကိုယ့်လုပ်ငန်းအမြဲတမ်းရှိနေစေဖို့အဓိကကြပါတယ် Number 3 customer experience ရောင်းပြီးရင်ပြီးပြီလို့မသတ်မှတ်ပါနဲ့ customer ကကိုယ့် brand နဲ့ထိတွေ့လိုက်တဲ့အစကနေအဆုံးထိဘယ်လိုခံစားသွားရလဲကောင်းမွန်တဲ့အတွေ့အကြုံကိုပေးနိုင်နေဆိုရင်ကိုယ့်စီမှာအမြဲလာဝယ်နေတဲ့လိုတဲ့ customer ဖြစ်လာမှာပါ Number 4ငွေကြေးစီမံခန့်ခွဲမှုဝင်ငွေနဲ့အမြတ်ကိုမရောထွေးပါနဲ့ငွေစည်းစိမ်မှုကိုတေချာမထိန်ချုပ်နိုင်ဘူးဆိုလို့ရှိရင်လုပ်ငန်းကရုတ်တရက်ရပ်သွားနိုင်ပါတယ်။ရင်းနှီးမြှုပ်နှံမှုကုန်ကျစရိတ်နဲ့အမြတ်ဝေစုတွေကိုတည်တည်ချာစနစ်တကျစီမံခန့်ခွဲနိုင်ဖို့အလွန်အရေးကြီးပါတယ်။ Number 5လုပ်ငန်းလည်ပတ်မှုစနစ်လုပ်ငန်းရှင်ကအမြဲတမ်းဘေးကနေပြီးတော့ထိုင်ပြီးညွှန်ကြားနေကြမလို့ပဲနဲ့လူလျောက်လည်ပတ်နိုင်တဲ့စနစ်ရှိရပါမယ်။တိကျတဲ့လုပ်ငန်းစဉ်တွေနည်းပညာတွေနဲ့စနစ်တကျတည်ဆောက်ထားမယ်ဆိုလို့ရှိရင်လုပ်ငန်းကအလိုလျောက်လည်ပတ်နေပြီးတော့အမှားနေလာပါလိမ့်မယ်။ဒီထောက်တိုင်9ခုတွေကတခုခုချွတ်ယွန်းသွားတယ်ဆိုလို့ရှိရင်လုပ်ငန်းကရင်းရင်သွားနိုင်ပါတယ်။ဒါကြောင့်ကိုယ်လုပ်ငန်းမှာဒီအချက်တွေကဘယ်အချက်ကအားအနည်းဆုံးဖြစ်နေလဲဆိုတာကိုစမ်းစစ်ပြီးတော့ဖြည့်ဆည်းနေဖို့လိုအပ်ပါတယ်။ Digital marketing ကိုဘယ်ကနေစပြီးတော့လေ့လာရမလဲမသိဘူးဖြစ်နေရဆိုရင်ဒီ GSA ရဲ့ free mini class ကို join ဖို့အတွက် Smart AI marketing လို့မှန်ခဲ့လို့ရပါတယ်။